အန်ဒီကြက်ဦးလေးစိတ်သားလားဟောအေးသမီးရမယ်ငားနေသားရှိရဲ့သမီးယူလိုက်နော်ဟဲ့သမီးကအစိတ်သားပဲလိုချင်တာ90သားကြီးကြာများလုံးလို့ချိန်အောင်ပြီးနေပြီသမီးရဲ့ယူလိုက်ပါနော်ချိန်ပြီးလက်စားနဲ့ဟာမင်းယူလိုက်ပါကွာဘာမဟုတ်တာလေးနဲ့စကားများနေတာဘေးကလူတွေကုန်ကြည့်နေရှက်စရာကောင်းဟာကိုကလည်းဘာလို့ရှက်တာတော့အစိတ်သားပဲချိန်ခိုင်းတာကို तू က90သားကြီးချိန်တာလေမယူပါဘူးကောင်မလေးရလဲနော်ကောင်လေးရဒီလောက်ပြောနေတာကိုယူလိုက်တာမဟုတ်ဘူးယူလိုက်ပါသမီးရဲ့90သားတဲ့ပဲကိုဟာမင်းတော်တော်စိတ်ပြက်စရာကောင်းတာပဲကွာထက်လိုက်တော်လေးကုန်ယူလိုက်မယ်အေးစိတ်ထားကောင်းလိုက်တဲ့ကောင်လေးကွယ်မထဲနဲ့နော်အန်ဒီပိုတာကျမမယူဘူးနော်စိတ်သားဖို့ပဲရှင်းပါအစိတ်သားဖို့ပဲဟဲ့တော်စိတ်သားလေးနဲ့ပြုတ်နေရနော်ကောင်မလေးရဲ့ဟာမသိတော့ဘူးကွာမင်းမယူချင်းငါကတော့သွားပြီသွားကိုကောင်မလေးပဲမပါပဲနဲ့တခြားသစိမ့်ပဲပါတဲ့ယောက်ျားလေးမျိုးကိုလည်းကျမဆက်ပြီးတော့မတွဲနိုင်ဘူးသွားပြီပြက်ပြီဟဲ့လာစိတ်သားဆိုလဲစိတ်သားလှည့်ပြီမယ်ဟဲ့ဩ